ဦးမျိုးပြောမလို့ ။မင်းကဘာပြောမှုလဲ။မင်းကဘာပြောမှုလို့လဲလို့ ဘယ်တော့ပြောလဲမင်းက မင်းကပြောနေ ငါ့ကိုပြောနေတာ ဟုတ်တယ် မင်းရိုင်းလိုက်လားကွာမင်းမိဘနဲ့မင်းရွာမင်းကိုလိမ္မော်မင်းမဆုံးမဘူးလား ။ပြောဒီကောင်ကငါအရင်ကျေးဆုံးပဲကွာ ဒီကမှမင်းကအရင်ကျေးဆုံးပဲ ။ဟုတ်တယ်ကွာ စကားပြောလေမင်းလူကြီးသူမနဲ့ပြောစကားကိုစင်းကြီးလိမ့်ငါပြောရတယ် ။မင်းမလေးချင်းလို့လဲကွာ။ဆောက်လို့တော့လေးဘာကောင်လဲမသိဘူး ဟုတ်လားဟိုတာတော့မနဲ့နော်မင်းကြီးကလည်းမ तू အလေးမတော့ရည်ကြီးတော့တယ်အမလေးကွာငါမျက်ခံထိုးတော့မလားအောင်မေးတယ် ။ကိုကြီးပြောရစီရလဲခုချိန်ကြီးမလာသေးဘူးလား ဘယ်နဲ့တိမဲဟဲ့ရွာလူကြီးကလာတူတိုင်းငါလာချူတာပဲတိုက်တော့ခက်ခိုင်နော် ဟဲ့အမရိုက်လိုက်လားကွာလူလာမတွေ့ဘူးလားဟာ ခမရဘူးတော့ ဟာဟဲ့ငါတောင်းစီရကွာနော်ကြီးကညောင်စားလာတဲ့တောင်းစီအဲ့ရောသွားဖို့ ဆရာကြီးကတော့ပါဆရာလေးရေမတိလို့ပါဆရာလေးရေ ထားလိုက်တော့ ။ဆရာလေး။အရာကောင်းရဆရာလေး ဘာလို့နေကောကိုခဏတော့ပဲရတယ်လို့ ကျွန်တော်တို့ကြီးကရွာဆရာလေးလာချူခိုင်းလို့ရွာတကြီးက အော်ဟုတ်လား ။ဟုတ်ကဲ့ကိုလေးကျုပ်တို့ရွာကိုလာမယ့်ဆရာလေးကအခုလောက်ပြီးချုံးမဲ့မအောင်မထင်တော့ဆရာလေးလေ။အရာကောင်းရဆရာလေး ဟုတ်ကဲ့ပါဟုတ်ကဲ့ဟိုပြည့်ကျွန်တော်တို့အခုလာကျော်ဆိုတော့ရွာသွားရအောင်လေကိုလှဲနေလားဗာနေလေကားနေလား စပိန်နဲ့လေးဆရာလေးဒီမှာ ကျွန်တော်တိုင်းလိုက်ကြတာ ဟုတ်တယ် ဟုတ်ကဲ့လိုက်လို့ပြပါမလို့မတော့ရောက်ကြည့်လေ ဖြစ်ပါတယ်ဆရာလေးကဲငယ်မငယ်နောက်ကလမ်းလျှောက်လိုက်ခဲ့ဆရာလေးခေါ်လိုက်နော်လာဆရာလေး တောင်းချင်ဟော ဟာဒီကောင်ကတော့